Estonlon Power Station တရင်ချုပ်အထူးစေးအောင်ပဲကျွန်တော် Estonlon Power Station က OEM brand တစ်ခုဆိုပေမဲ့သူ့ရဲ့ဘယ်လိုခေါ်မလဲဒီ quality ရဲ့ design color အနေထားက luxury ဆန်တဲ့ပုံစံမျိုးပေါက်တယ်ဗျEstonlon Power Station တနည်းအားဖြင့် Super 7 Star Power Station ရဲ့ promotion ကဘာတွေလဲဘယ်လိုပေးမှာလဲအနိုင်ဆုံးဖြစ်တဲ့800ဝယ် Power Station ကိုသူက16သိန်း8000ကနေပြီးတော့15သိန်း9000နဲ့ရမယ်1200ဝယ် Power Station ကိုတော့24သိန်း8000နဲ့900ကနေပြီးတော့23သိန်း9000အတိနဲ့ရမယ်2000ဝယ် Power Station ကိုတော့43သိန်း26000ကနေပြီးတော့41သိန်းအတိနဲ့ရမယ်ဗျနောက်ထပ်တမော်တယ်ဖြစ်တဲ့2200ဝက် Power Station ကိုတော့သူက46သိန်း8300ကနေပြီးတော့45သိန်း9000အတိနဲ့ရမယ်ဗျ Super 7 Star Power Station တွေကအမကန်နေနဲ့ဆိုအလုံးစုံ2နှစ်သူကတော့ဗာလဲဆိုလို့ရှိရင်သူ့ရဲ့အဓိကအမိုက်ဆုံးအချက်ကိုပြောပါဆိုရင်သူကအားတွင်းတာကလည်း fast charger နဲ့တွင်းပေးနိုင်တယ်လို့သူ့ထဲမှာတုံးထားတဲ့ battery ကလည်း LiPo4 battery တုံးတယ်အောက်ပုတ်နေနဲ့ဆိုပြီးွားဆိုင်ဝင်ထွက်တယ်နောက်ထပ်တစ်ချက်အားတာချက်ကပါလဲလို့မေးလို့ရှိရင်သူ့ထဲမှာပါတဲ့ solar controller ကလည်း MPPT solar controller ကိုမှတခြားသူတို့လို site to guide to power station တွေနဲ့ရှင်းမယ်ဆိုရင် solar input ပိုကောင်းတယ်လို့ပြောလို့ရတယ်ဗျကဲ promotion ကာလကတော့တရက်10လ2025ကနေပြီးတော့31ရက်10လ2025တိဗျဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့တင်ပေးတဲ့ electronic hardware မှာကိုကြွားလန့်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်